ပြောမယ်ဗျာအဲ့တော့မင်းတို့စောက်တက်တဲ့ကြက်ဖို့ရဲ့မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ဆိုတာဘာလဲအမျိုးပြောက်မှာစိုးကြောက်တာလဲမင်းတို့ကြက်ဖို့နဲ့စစ်တက်ပဲကလားနိုင်ငံဖြစ်သွားမှာစိုးရင်လည်းမင်းတို့ကြက်ဖို့နဲ့စစ်တက်ပဲဖျားစဉ်ပြောက်မှာစိုးရင်နေရလဲမင်းတို့ကြက်ဖို့နဲ့စစ်တက်ပဲဘင်္ဂလီချွေမောင်းနဲ့မတ်ပုံနေတော့မရှိသေးတဲ့ဘင်္ဂလီဒီကိုဝိုက်ကတ်ထုတ်ပေးလွတ်တော်တဲ့ခေါ်သွင်းကြတာလဲမင်းတို့ကြက်ဖို့နဲ့စစ်တက်ပဲမွတ်စလင်လက်နက်ကင်ဖွဲ့တွေကိုလက်နက်တွေထုတ်ပေးတာလဲမအေလို့မင်းအောင်လိုင်းရဲ့မင်းတို့စစ်တက်ပဲအခုပယ်မျိုးနယ်တွေကိုလုတ်ပိုင်ခွင့်နေပေးလွတ်တော်တဲ့ကိုခေါ်အဲ့ဒါလဲဘာလို့လဲမင်းတို့ကြက်ဖို့နဲ့စစ်တက်ပဲတရားရောင်ရောင်ဖျားရောင်ရောင်ပြပြီးတော့ကြောင်းကန်ဖျားဇေဒီပထိုးတွေကိုဘုံကျဲမီးရှို့နေရလဲမင်းတို့စစ်တက်နဲ့ကြက်ဖို့ပဲအဲ့ဒီတော့ပြည်သူတွေကမင်းတို့ကိုမစင်ထက်ယွန်ချဆက်စုပ်နေတာအံ့ဩစရာမရှိတော့အဲ့တော့မင်းတို့အမျိုးဘာသာသာသနာကိုစောင့်ရှောက်နေဆိုဘာကိုစောင့်ရှောက်နေရလဲမင်းတို့နိုင်ငံချစ်စိတ်ကဘာလဲမင်းတို့မျိုးချစ်စိတ်ကဘာလဲကျွန်တော်မိဘပြည်သူများအားလုံးဒီလောက်ပါပဲ